မွေးကလေးကအတန်ကြားလာရတော့ကျွန်တော်တို့ကနားထောင်တတ်တယ်လို့ထင်ကြတယ်။ဒါပေမဲ့ကျွန်တော်တို့တကယ်ရောတေချာနားထောင်တတ်တယ်။လက်တွေ့မှာလူအများစုကတစ်ဖက်လူပြောရင်ပြောတဲ့အတိုင်းမကြားဘဲနဲ့ကိုကြားချင်တာကိုပဲရွေးကြကြတယ်ဟုတ်တယ်မလား။အဲ့လိုကြားချင်တာကိုကြားတာကိုကပြဿနာအများစုရဲ့အရင်ကံ။တကယ်လို့ဒါတစ်ဖက်လူပြောတာကိုပြောတဲ့အတိုင်းနားလည်အောင်နားထောင်နိုင်မယ်ဆိုရင်ကျွန်တော်တို့ဒီနေ့စဉ်ကြုံတွေ့နေရတဲ့ပြဿနာတွေတော်တော်များများကိုဖြေရှင်းစရာလိုမှာမဟုတ်ဘူး။နောက်တော့ဘာလို့ပြောတာကိုမကြားလဲဆိုတာကိုစဉ်းစားကြည့်ဦးလား။ဒါနဲ့ကျွန်တော်တို့ကစကားကိုနားထောင်နေသူများပြောတာကိုနားထောင်တဲ့အခါမှာဗတ်လိုက်မှုတွေရှိတယ်နော်။နောက်ရကြိုတင်ဆုံးဖြတ်ချက်ချပြီးနားထောင်တာမျိုးတွေရှိတယ်။ဒါမှမဟုတ်စိတ်ကိုပိတ်ပြီးတော့နားထောင်တယ်လို့မကြားကြဘူး။ဆိုတော့ရီးစားတာမဟုတ်ဟလားလင်းမရခြင်းဖြစ်ထားတယ်ဆိုတော့သူကမေတ္တာနဲ့ရိုးရိုးပြောနေပေမဲ့ကိုကစိတ်မကြည်တော့ငါ့ကိုရန်လုံနေပြန်ပြီဆိုတာမျိုးပဲကြားတာလေနောက်ဒါတော့မျိုးကြီးသားတွေကလူလေပဲလို့ကြိုပြီးသတ်မှတ်ထားရင်တစ်ဖက်လူကဘလောက်ပဲအကောင်းပြောဟာဒီဘက်ငါ့ကိုတော့ဂျင်းထဲနေပြီဆိုတာမျိုးကြားတာနောက်အလုံးမှာဆိုလည်းအဲ့လိုပဲတစ်ဖက်ကဒီအရေးကြီးတဲ့ information တွေပြောနေပေမဲ့ကိုကဒါပြင်ဘာပြန်ပြောရမလဲဆိုပြီးတော့စဉ်းစားနေတော့အာယုံမရဘူးအဲ့တော့ဘာပြောလိုက်မှမသိတော့နောက်စာတင်လည်းအဲ့လိုပဲပေါ့ကိုကကြားဘူးပြီးသားတည်ဘူးပြီးသားဟာလားဒါမှမဟုတ်ရင်လည်းအလကားဟာတွေတင်နေတာပါဆိုတာမျိုးစိတ်နဲ့နားထောင်တဲ့အတွက်ဘာတင်တော့မသိတော့အဲ့လိုမျိုးတွေပေါ့နော်မပြောခင်ကတည်းကကြိုတိတယ်ဆိုတဲ့ပုံစံမျိုးကဘာနဲ့တူလဲဆိုတော့ကိုမစားဘူးတဲ့မုံတစ်ခုကိုစားမကြည့်သေးပဲနဲ့ကြိုက်တယ်မကြိုက်ဘူးညင်းနေတယ်လွဲနေရနောက်ကျတော့မြန်မာစကားမှာရှိသေးတယ်ဗျာစကားနားထောင်တယ်ဆိုတာကနားထောင်တဲ့အပြင်ပြောတဲ့အတိုင်းလိုက်လုပ်တယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ထွက်လိမ့်ရှိတာအထူးသဖြင့်ဒီလူကြီးမိဘဆရာသမားတွေကပြောနေပေါ့နော်အဲ့တော့ဒီဆယ်ကျော်သက်ရွယ်ရောက်တဲ့အခါမှာလူတစ်ဘာဝပုံကန်ချင်းစိတ်လေးရလည်းရှိတယ်အဲ့တော့စကားနားထောင်လို့ပြောရင်မကြိုက်ဘူးနောက်နားမထောင်လဲဘာဖြစ်လဲဆိုပြီးတော့ရွေးချင်စောင်းချင်တဲ့စိတ်ကလေးရလည်းရှိတော့နောက်ပိုင်းပေါ့နော်ဒီနားမထောင်တဲ့အကျင့်ဖြစ်သွားတာမျိုးလည်းဖြစ်နိုင်ပါသေးတယ်အဲ့လိုတေချာနားမထောင်တဲ့ပြဿနာကိုဖြေရှင်းမှုဆိုရင်ကျွန်တော်တို့ရဲ့နားထောင်တဲ့ level ကိုမြင့်ဒီ leadership နဲ့ communication မှာအများစုလက်ခံထားတဲ့နားထောင်တဲ့ level 3ခုရှိတယ် level 1ကတော့ကိုအကြောင်းကိုပဲစဉ်းစားတာပေါ့ကိုအတွေးနဲ့ကိုနားထောင်ဒီ level ကလူအများစုနားထောင်တဲ့ပုံစံတစ်ဖက်လူပြောတဲ့အချိန်မှာကိုကဘာပြန်ပြောရင်ကောင်းမလဲဆိုပြီးတော့အဲ့ဇောကတ် listen to reply ဒါမှမဟုတ်ရင်လည်းကိုနောင်နေလုံးမဲ့လှုပ်ချောင်းစဉ်းစားနေတာဒါမှမဟုတ်ကိုယ့်ရဲ့ကလေးအကြောင်းစဉ်းစားနေအိမ်အကြောင်းစဉ်းစားနေတာမျိုးတွေပေါ့နောက်ကြတော့ဒီတစ်ဖက်လူကိုကအမြင်ကတ်တဲ့စိတ်နဲ့နားထောင်တာမျိုးနော်ဒါမှမဟုတ်အရင်လေးစားတဲ့စိတ်နဲ့နားထောင်တာမျိုးပေါ့အဲ့ဒါတွေကလည်းဒီအစ်စ်မှာပါတယ်အဲ့လိုနားထောင်ရင်နားလည်မှုလွဲမှာခုနပြောတဲ့ဒီအစွဲတွေဟလာကြိုတင်ဆုံးဖြတ်ချက်တွေကြောင့်မို့လို့ကိုကြားကျင်တာပဲရွေးပြီးကြားတဲ့အဆင့်ပေါ့ဒီအဆင့်ကပြဿနာတွေအများကြီးကိုဒီပြဿနာပေါင်း16000ဖန်နီးတာအဲ့တော့ level 2ကတော့တေးသေးချာချာအာယုံဆိုင်ပြီးနားထောင်တစ်ဖက်လူကိုစိတ်ရောကိုယ်ရောအာယုံဆိုင်ပြီးတော့နားထောင်တယ်ပေါ့နော်နောက်ကျတော့ तू ပြောတာကိုကပြန်ပြောဖို့ထက်ဆိုင်ဘာလို့ဆိုလိုတယ်လဲဆိုတာကိုတေချာနားလည်အောင်လို့ဒီချစ်စိတ်မုန်းစိတ်မရှိဘဲနဲ့နားထောင်တဲ့ပုံစံပေါ့ဒီအဆင့်ရောက်တယ်ဆိုရင်တော့ဒါပြဿနာတော်တော်များများကိုဖြေရှင်းနိုင်နောက်ဆုံးစဉ် level 3ကတော့မပြောတာကိုကြားအောင်နားထောင်တဲ့အဆင့်ဒါကတော့အမြင့်ဆုံးအဆင့်ပဲတကယ်လည်းလူတွေစကားပြောတဲ့အခါမှာဗျာစိတ်ထဲမှာရှိတဲ့အတိုင်းတွေးတဲ့အတိုင်းအကုန်လုံးဘယ်လိုမှထုံမပြောဘူးဟုတ်တယ်ဝေးဝိုက်ပြီးပြောတယ်ဖုံးကွယ်ပြီးပြောတယ်နောက်တကားရီလောင်းပြီးပြောတယ်ညီမျိုးနဲ့ပြောကြတာပေါ့အဲဒါကြောင့်မို့လို့လဲ yes means no တို့ no means yes တို့အဲ့ဒါတွေပေါ်လာတာပေါ့နော်အဲ့လိုစကားတွေပေါ်လာအဲ့တော့နားထောင်တဲ့နေရာမှာအတန်နေမဟုတ်ဘူးသူ့ရဲ့မျက်နှာမူရာကိုယ်မူရာတွေကိုပါကိုကကြည့်ပြီးတော့နားထောင်မှပဲဒီလူမပြောသွားတဲ့ဟလာသူခြံခဲ့တဲ့အဓိပ္ပာယ်ကိုကကြားနိုင်မယ်နားထောင်နိုင်အဲ့တော့ဒီအစ်စ်ရောက်ပြီဆိုရင်တော့တစ်ဖက်လူကဘာကြောင့်ဒီစကားပြောလဲဆိုတာကိုကနားလည်လာမယ်နော်အဲ့ဒါကြောင့်မို့လို့ပဲကိုယ့်အပေါ်မှာယုံကြည်မှုတိုးလာမယ်
နောက်ကိုယ်အနေနဲ့လည်းပြီးစော်မှရလာဟာအဲ့လောက်တောင်းမယ်လားဆိုရင်ကိုယ်တိုင်ကြုံမှုရင်သိတယ်အဲ့တော့ဒီနားထောင်တတ်ဖို့ဆိုတာဗျာဟုတ်လားခြေထောက်နှချောင်းကိုဆွဲပြီးလက်ရည်ကန်နဲ့ချလိုက်တယ်လို့မျိုးပြန်တက်လာတာနဲ့ချက်ချင်းကျွမ်းကျင်သွားမယ်ဆိုတဲ့ဟာမျိုးဟုတ်ဒီလားချီနှစ်ချီပြီးတော့လေ့ကျင့်ယူရတဲ့ skill တစ်ခုပေါ့နော်ဒါကြောင့်မို့လို့နောက် conversation တွေမှာဟုတ်လားdon't listen to reply ပေါ့ listen to understand ဆိုတဲ့ဟာလေးကိုလေ့ကျင့်ကြည့်ပေါ့နော်တစ်ဖက်လူကကိုယ့်ကိုအထင်ကြီးအောင်လုပ်တာတဲ့ဆိုင်သူ့ကိုနားလည်ဖို့အရင်ကြိုးစားတာကိုယ့်အတွက်အများကြီးကြိုးရှိပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာတွေ့ကြပါ